ဒီတော့ကိုတော်မှာတော့တူးကြော်ပဲဖြစ်ပါတယ်တူးနဲ့ပတ်သက်တဲ့အစားအစာတွေကတော့ကျွန်တော်ကြိုက်ဆုံးတွေထဲမှာပါပါတယ်အရင်ဆုံးတော့ကျွန်တော်ပဲသိမ်းမုံပေါင်းအိုးဆန်ကျင်ခွက်နဲ့လေးလုံးကိုစကားလေးနဲ့စစ်ထားလိုက်ပါတယ်ပဲမုံတွေအဝဲလာအဆူပြန်သလိုဖြစ်နေတော့ပုံမှန်ထက်အချိန်တော်တော်လေးတော့ပေးလိုက်ရပါတယ်ရေထည့်ပါမယ်ရေအချိုးကတော့ပဲမုံတစားရေနှစ်ဆဆိုတော့ရေကတုတ်တဲ့ဆန်ကျင်ခွက်နဲ့ရှစ်လုံးထည့်ရမှာပါကျွန်တော်ပဲမုံတွေကိုသုံးလုံးအရင်ထည့်ပြီးမှွေထားတယ်အရသာနဲ့အယောင်အတွက်စားအချိုမုံနဲ့ဆွနွှင်းမုံလေးလည်းနည်းနည်းထည့်ပါတယ်ပြီးရင်တော့ကျန်တဲ့ရေငါးလုံးကိုရေနွေးတည်ထားလိုက်ပါမယ်ဒီအိုးကတော့ကျွန်တော်ကိုရီးယားနေမှားထားဖြစ်ပါတယ်ရေဆိုရင်သူကနန်းတွင်းအကာလေးနဲ့အချက်ပေးပါတယ်ရေဆိုရင်ခုနကတော့မှွေထားတာတွေကိုစကားစစ်ပြီးတော့ထည့်လိုက်ပါမယ်အခုကစပြီးတော့ပဲသိမ်းနဲ့မပြောင်းမချင်းအဆက်မပြတ်မှွေပေးရမှာဖြစ်ပါတယ်အမှန်တော့ရေကအငွေလေးနည်းနည်းတက်လာတဲ့ထည့်ရမှာပေါ့နော်ကျွန်တော်ကအရင်စုအောင်ထားလိုက်တော့ဒီလိုမျိုးစီလေးတော့ဖြစ်သွားတယ်ဒါပေမဲ့တူးကြော်မှာဆိုတော့ဘာမှတော့မဖြစ်ပါဘူး something wrong ပဲ it's okay ပါအဆက်မပြတ်မှွေရင်းနဲ့မှဒီအနေလောက်ရောက်ပြီဆိုရင်တော့စီလေးနည်းနည်းထည့်လိုက်မှွေလိုက်3កောက်လောက်လုပ်ပေးလိုက်ပါမယ်ပဲသိမ်းနဲ့နေပြောက်သွားပြီဆိုရင်တော့အခဲခံမဲ့ခွက်ထဲမှာစီတုတ်ထားပြီးတော့တိုးလေးထည့်ပြီးမျက်နှာပြင်လေးနည်းနည်းညှိထားလိုက်ပါတယ်သူ့ကို3နိုင်လောက်ထားမယ်ခဲဝိုင်းဆိုရင်တော့ကိုလိုချင်တဲ့အနေထားလေးတွေလှီးပြီးတော့စီပူထဲမှာစကြော်ပါမယ်စိတ်ရှည်နဲ့ကြော်ပြီးတော့ဟိုဘက်ဒီဘက်လှမ်းပြီးတော့ရသွားပါပြီတိုးလေးတွေတော့တားရအောင်အဆုံးပါပဲ it's okay ပါ I believe in diversity တွဲစားဖို့တော့မကြီးချင်းနေပြောပါမယ်အရင်ဆုံးချက်သွန်ဖြူနဲ့ငရုတ်သီးစိမ်ကိုလှော်ပြီးတော့ထောင်းထားပါမယ်ရေနည်းနည်းကိုစူအောင်တဲပြီးတော့တညက်နှစ်ခဲထည့်ကြော်ထားလိုက်တယ်ပျော်ဝမ်းရင်တော့မကြီးမဲ့ရေလေးစားတူလောက်ထည့်ပြီးတော့ခဏကြိုထားလိုက်ပါတယ်ခုနကထောင်းထားရတဲ့ကိုစားအချိုမှုန့်နဲ့ငပြာရည်လေးနည်းနည်းထည့်လိုက်ပါတယ်ကြိုထားတဲ့မကြီးရည်လေးလည်းထည့်ပြီးတော့နည်းနည်းမီလေးပါထည့်လိုက်ရင်တော့ရပါပြီချက်သွန်ဖြူနဲ့ငရုတ်သီးစိမ်အောင်ထည့်တာနည်းသွားလို့နောက်မှထပ်ထည့်လိုက်ပါတယ်နောက်ဗီဒီယိုမှာတော့ဂျန်နဲ့တိုးကိုတုတ်စားသွားမှာဖြစ်ပါတယ်ကြိုက်နှစ်တိုင်တော့ follow လုပ်ထားဖို့မမေ့ပါနဲ့